မန္တလေးရဲ့ကဘာကျော်အမွေအနှစ်တစ်ခုဖြစ်တဲ့ကုသိုလ်တော်ဖျားကိုတွားရောက်ဖူးမြော်ထားပါတယ်ရှင်ဒီနေရာကတော့ကုသိုလ်တော်ဖျားဖြစ်ပြီးဂုံးမောင်ခေတ်မင်းတို့မင်းကြီးက1859ခုနှစ်မှာတည်ထားကိုခဲ့တာဖြစ်ပါတယ်ကုသိုလ်တော်ဖျားရဲ့ထူးခြားဆုံးရာကတော့ဗုဒ္ဓပိဏကတ်တော်တစ်စုံလုံးကိုစကြင်ကျောက်929ချက်ပေါ်မှာရေးထိုးထားတာဖြစ်ပါတယ်ရှင်ဒီလိုသမိုင်းဝင်နေရာကိုလာရောက်ဖူးမြော်ရတာကဘာသာရေးရတာမကမြမယဉ်ကျေးမှုနဲ့သမိုင်းကိုပါနီးကပ်စွာထိတွေ့နိုင်တဲ့အတွေ့အကြုံတစ်ခုပါနော်ဖျားဘူးရင်အေးချမ်းဒီပတ်ဝန်းကျင်ကိုခန်းစားရတာကစိတ်ကိုကြည်လင်စေပါတယ်အလဲလာတဲ့အခါဖျားရဲ့စီကံတွေကိုလေးစားလိုက်နာပြီးတန်ရှင်းမှုကိုလည်းအတူထိန်းသိမ်းကြရအောင်တော့ဖျားဖူးပြီးတော့ဘိုင်လဲစာလာပြီဆိုတော့မန္တလေးရဲ့နာမည်ကြီးစိတ်သားကင်တွားစားလိုက်ရအောင်ဒီဆိုင်ရဲ့စိတ်သားကင်ကအနံ့မွေးမွေးလေးနဲ့အသားကလည်းနူးညံ့ပါတယ်ရှင်မဆလာလေးဖြူပေးထားတာမို့အချင်းရည်လေးနဲ့တွဲစားလိုက်ရင်အရသာကပိုပြီးပြည့်စုံသွားပါတယ်နော်စမူစာတုပ်လေးကလည်းပဲရည်လေးနဲ့တေချာလေးတုပ်ပေးထားတာမို့လူကြိုက်များပါတယ်ရှင်မန္တလေးလာရင်ကုသိုလ်တော်ဖျားဖူးပြီးစမူစာတုပ်နဲ့စိတ်သားကင်ကိုမဖြစ်မနေစားကြည့်တင်ပါတယ်ရှင်